ကြည်လေးများပြုံးလေးများကျုပ်လာထောက်အကျဉ်းနာရဲ့ရောင်ပြကရင်လွှာစိတ်ကိုဖွင့်အားမေသူတရားသူမပြောငယ်မနှောမဝင်မှာသဘောအလိုလိုပေါ့ရွှေရင်တကားကိုပိတ်လို့ထားမယ်ခင်ပြုံးပြုံးမောင်းလို့ကြည့်တယ်ဆိုတာ